လုံးပဲမင်္ဂလာပါမင်္ဂလာနေ့လည်းကျင်းပါပေါ့နော်ဖြစ်တယ်ဆိုတဲ့ business ကတင်ပြီးခါကြပါပြန်လေးပြီးတော့ချွတ်ဆိုပါတယ်ရှင်ဟုတ်ကဲ့ပါဒီမှာဒီနေ့မှာတော့ပေါ့နော်share လေးမလုပ်ခင်မှာ smart ကလေးပြီးတော့ပေါ့နော် smart ရဲ့ page မှာရှိနေတဲ့မိတ်ဆွေတွေအားလုံးကို smart ကကိုပြန်ပြီးတော့ message ချင်တဲ့စာတင်ချင်ပါတယ်ဒီမှာနဲ့ material ဆိုဖြစ်ပါတယ်လက်တလုံးမှာတော့အေယာဝေးတိုင်းပသိမ်မြို့မှာဒါလေးနှစ်ယောက်ရဲ့ခမွေးတဲ့နဲ့အတူနေထိုင်ပြီးတော့ပေါ့နော် digital business လုပ်ငန်းကိုလုပ်ခိုင်းနေတဲ့ business owner တယောက်ဖြစ်ပါတယ်ပြီးရင်လည်းပဲပေါ့နော်ကျမရဲ့စီးပွားရေးလုပ်ငန်းကိုစိတ်ဝင်စားလို့လက်ထွေးလုပ်ခိုင်းချင်တဲ့သူတွေကိုလည်းပဲခုညီသားပြပေးနေတဲ့နော် digital business manager တယောက်လည်းဖြစ်ပါတယ်လို့ဟုတ်ကဲ့ပေါ့နော်ဒါကတော့ကျမရဲ့လုပ်ငန်းပေါ့နော်ကျမရဲ့လုပ်ငန်းမှာဘာတွေကအဓိကအစတယ်လဲဘယ်လိုလုပ်ငန်းမျိုးလဲပေါ့နော်တတိယပြောမယ်ဆိုလို့ရှိရင်ကျမရဲ့ဒီပေါ့နော်အမင်းများတယ်မိခွန်းလေးတွေကိုကျမကနေပြီးတော့ဒီနေ့ကလည်းစပြီးတော့ solo live နဲ့ပေါ့နော် sharing လုပ်သွားမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ပေါ့နော်ကျမရဲ့ page ကို like and follow လေးနဲ့subscribe ကြမှာအပိကြပါဦးလို့ဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့ပါခုတော့ပေါ့နော်ဒီနေ့ကတော့ what is digital business ပေါ့နော် digital business ဆိုတာဘယ်လိုမျိုးလုပ်ငန်းမျိုးလဲဘာတွေလုပ်ရတာလဲပြီးလို့ရှိရင်ဒီမှာပြထားတယ်လို့ပေါ့နော် digital business ဆိုတာ get rich quick business တစ်ခုလားတနည်းအားဖြင့်ပြောမယ်ဆိုခုလောက်လို့ရှိရင်ခုချက်ချင်းချမ်းသာအောင်မြင်သွားနိုင်တဲ့လုပ်ငန်းမျိုးလားဘယ်လိုလုပ်ငန်းမျိုးလဲဆိုတော့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးခါကြမှာဒီမှာမျှဝေပေးချင်တယ်အဲ့တော့ပေါ့နော် digital business လုပ်ငန်းဆိုတာကကြတော့ကျမတို့ပေါ့နော်ဤပညာနဲ့ social media ကိုပေါင်းစပ်ပြီးခါကြမှာလုံဆောင်ရတဲ့เนาะ digital marketing လုပ်ငန်းအမျိုးအစားဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်business လို့ပြောတဲ့အတွက်ကြောင့်တို့ကျမတို့မှာ business model ရှိတယ်ဒါကဘာလဲဆိုရင်ကျမတို့ပေါ့နော်တကယ်ကိုပေါ့နော်သုံးပြတဲ့ business model ဒါကဘာလဲဆိုလို့ရှိရင် franchise business model ပေါ့နော်ဒီဟာကိုကျမတို့အသုံးပြုထားတာဖြစ်တယ်အဲ့တော့ပေါ့နော်ဒီဒါဆိုရင်ဒီလုပ်ငန်းမှာပေါ့နော်ကျမတို့ဘာတွေရောင်းရတာလဲဆိုပြီးခါကြမှာအမြဲစရာရှိလာမယ်ပေါ့နော်ကျမတို့ဈေးရောင်းဈေးဝယ်လုပ်ရတာမျိုးမဟုတ်ပါဘူးအဲ့တော့ပေါ့နော် franchise business model ဆိုလို့ရှိရင်တော်တော်များများပေါ့နော်ကျမတို့မြန်မာနိုင်ငံမှာအားလုံးသိထားတဲ့အတိုင်းပဲပေါ့နော်KFC တို့ပြီးလို့ရှိရင် CP နော် CP ချက်ကျော်တို့ပြီးလို့ရှိရင် Starbucks coffee တို့ပေါ့နော်စားတဲ့ဖြစ်ဒါမျိုးတွေပေါ့နော်အများကြီးရှိတယ်အဲ့ဒီလိုမျိုးအများကြီးရှိတဲ့အထက်မှာတော့ 5 star ချက်ကျော်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုကရထီလိုမျိုးဟာဟိုမှာကိုယ့်ရဲ့နာမည်နဲ့ပေါ့နော်ဆိုင်ခွဲတစ်ခုလေးယူပြီးခါကြမှာလုပ်ရတာဖြစ်တယ်အဲ့တော့ကျမတို့ရဲ့ဒီ digital business မှာဆိုလို့ရှိရင် business model ဒီဒါ franchise business model ပေါ့နော်ဒီ franchise business model ရဲ့သဘောတရားအရာဆိုလို့ရှိရင်ကျမတို့မှာပေါ့နော်အောင်မြင်ပြီးသားပေါ့နော်သူ့မှာနာမည်ရပြီးသားဈေးကွက်မှာပေါ့နော်နာမည်ရပြီးသားယုံကြည်စိတ်ချရတဲ့နော် brand တစ်ခုနဲ့ကျမတို့လက်ထွေးထားတာဖြစ်တယ်ပေါ့နော်ဒီလိုလက်ထွေးပြီးတဲ့အချိန်မှာအဲ့တော့ဆိုရင်ကျမတို့ကဘာရောင်းရမှာလဲမျိုးမေးစရာရှိလာတယ်အဲ့တော့ဘာမှမရောင်းရပါဘူးအဲ့တော့ကျမတို့အဓိကလုပ်ရတာဒီဘာလဲဆိုလို့ရှိရင် affiliate marketing ပုံစံမျိုးပေါ့နော် affiliate marketing ဒီနေ့အဖြစ်ပြောမယ်ဆိုရင် digital marketing နဲ့တွားရတာဖြစ်တယ်အဲ့တော့ဒါဆိုလို့ရှိရင်ဘာကို promote လုပ်ပေးရတာလဲဆိုပြီးတော့မေးစရာရှိလာတယ်ကျမတို့ကြော်ညာတဲ့အတက်ကိုပဲလုပ်ခိုင်းရတာဖြစ်တယ်အဲ့တော့စောနာကပေါ့နော်ကျမပြောသလိုပဲsocial media နဲ့ဤပညာကိုပေါင်းစပ်ပြီးခါကြမှာ digital marketing လုပ်ရတာဖြစ်တယ်လို့ပြောတယ်ပေါ့နော်အဲ့ဒါဆိုရင် marketing မှာဘာအကြောင်းကိုပြောရလဲဆိုရင် business ပေါ့နော် business opportunity online business opportunity အဲ့တော့ဒီနေ့ဒီခေတ်ဒီချိန်ခါမှာဆိုလို့ရှိရင်ကျမတို့မှာ online ကလည်းပေါ့နော်scammer တွေအင်မတန်မှကိုများတယ်ပေါ့နော်ရုံကြီးကပို့စိတ်မချရတဲ့ပေါ့နော်လုပ်ငန်းတွေအများကြီးရှိတယ်လုပ်ငန်းတွေဆိုတာထက်ပေါ့နော်ဘယ်လိုပြောမလဲနီနာပေါင်းစုံနဲ့ပေါ့နော်ကျမတို့မှာ scam လုပ်ခံနေရတာပေါ့နော်လိန်ညာခံရတာတွေများတယ်အဲ့တော့ပေါ့နော်ဒီလိုမျိုးအချိန်မှာစမတော်မျိုးပေါ့နော်မိခင်တယောက်လည်းဖြစ်တဲ့တော့ကလေးတွေကိုပြုစုစောင့်ရှောက်ရဲနဲ့ပြီးလို့ရှိရင်လည်းပေါ့နော်ကျမရဲ့တင် जा ရေးလုပ်ကိုလည်းပဲလုပ်ခိုင်းနေတယ်ဒီနေ့အဖြစ်ပြောမယ်ဆိုတော့ဝန်ထမ်းအလုပ်ကိုလည်းလုပ်နေတယ်ပေါ့နော်နောက်တစ်ချက်ကရှိသေးတယ်ဆိုလို့ရှိရင်ကျမဆိုလို့ရှိရင်တော့ဝင်တိုင်းလောက်နေရဲနဲ့တော့ခလေးတွေကိုပေါ့နော်ပြုစုဆောက်ရှောက်ရှင်တာဖြစ်တဲ့အတွက်ကြောင့်လို့လို့ပြောပြလဲကိုကပေါ့နော်ကိုယ့်ရဲ့အလုပ်အခိုင်တာဝန်တွေဝတ္တရားတွေကိုလည်းပဲမထိခိုက်ဘူးခလေးတွေအတွက်လည်းပဲပို့ပြီးခါကြမှာအချိန်ပို့ပြီးတော့ပေါ့နော်ပေးနိုင်တဲ့ပေါ့နော် online business တစ်ခုကိုထိဆောက်ခြင်းနဲ့မိတ်ဆွေတွေအတွက်ပေါ့နော်
နော်ဒီလိုမျိုးမိတ်ဆွေတွေအတွက်ခိုင်မာပြီးတော့တရားဝင်နဲ့နော်စီးပွားရေးလုပ်ငန်းတစ်ခုကိုစီးပွားရေးလုပ်ငန်းအခွင့်အလမ်းကိုကျမတို့ကနေပြီးခါကြမှာကြော်ညာပေးရတာဖြစ်တယ်အဲ့တော့ပေါ့နော်ဒီလိုမျိုးကြော်ညာရုံနဲ့မဲလားဆိုတော့မဟုတ်ဘူးပေါ့နော်ကျမတို့ဒီလိုမျိုးကြော်ညာတဲ့အတွက်ကြောင့်လို့ပေါ့နော်စိတ်ဝင်စားပြီးခါကြမှာလောက်ကန်ကြည့်ချင်တယ်နော် business experience လည်းမရှိဘူးတခြား online business တွေလည်းမလုပ်ဘူးပြီးလို့ရှိရင်ကိုကလည်းပဲပေါ့နော်စီးပွားရေး background ကမဟုတ်ဘူးပြီးလို့ရှိရင်အသက်ကြီးတာအသက်ငယ်တာပေါ့နော်ပြီးရင်နိပညာပိုင်းမှာလည်းကျွမ်းကျင်တဲ့အကျုံးမဟုတ်ဘူးဆိုတော့မိတ်ဆွေတွေအတွက်လည်းပဲကျမကလည်းပြီးတော့ပေါ့နော်ဘယ်လိုလုပ်ရလဲဆိုတာကအစပေါ့နော်စပြီးတော့လေ့လာတယ်ဘယ်လိုပြုစပြီးတော့လေ့လာရမယ်နောက်တစ်ဆင့်ကဘယ်လိုပေါ့နော်step by step training နဲ့ကျမတို့ကနေပြီးခါကြမှာဘယ်လိုပြောမလဲ mentoring လုပ်သွားတာဖြစ်တယ်ပေါ့နော်လက်တွေ့ကိုညီတယ်ဒီနှစ်ချက်နော်ဒီနှစ်ချက်ကိုလုပ်ရတယ်အဲ့ဒါဆိုလို့ကျွန်တော်ဖက်ကလေးပိုင်းမှာဘာတွေလုပ်ရတယ်ပေါ့နော်အဲ့တော့ social media platform မျိုးစုံပေါ့နော်အဲ့တော့ခုဆိုလို့ရှိရင် Facebook YouTube TikTok Instagram Pinterest တို့ဒါတွေရှိအဲ့ဒီမှာ LinkedIn လို့ပေါ့နော်ဒါကတော့ကိုကြိုက်တဲ့ပေါ့နော်Google တို့ချားပေါ့နော်ဒီမှာက platform တွေအများကြီးရှိပါတယ်ဒီ platform တွေထဲမှာကိုကျွမ်းကျင်တဲ့ platform မှာကိုကပေါ့နော် personal brand လေးတည်ဆောက်နေရင်းနဲ့ပေါ့နော်ကျမတို့တွေကြော်ညာခြင်းအလုပ်ကိုလုပ်ခိုင်းကြရတာဖြစ်ပါတယ်လို့ဟုတ်ကဲ့ပေါ့နော်ဒီမှာလည်းကောင်းမွန်တဲ့လုပ်ငန်းအခွင့်အလမ်းတွေပေါ့နော် digital business ရဲ့ကောင်းမွန်တဲ့လုပ်ငန်းအခွင့်အလမ်းကိုပဲကြော်ညာပေးရတာဖြစ်ပါတယ်အဲ့တော့ကြော်ညာတယ်လို့ဆိုတဲ့အချိန်မှာကိုကမျက်နှာပြပြီးတော့ပေါ့နော်ဒီလိုမျိုး social media မှာမျက်နှာပြပြီးတော့ကြော်ညာခြင်းလုပ်တဲ့သူတွေလည်းရှိတယ်မျက်နှာမပြဘဲနဲ့ပေါ့နော်တခြားနည်းလမ်းတွေနဲ့တော့ကြော်ညာတဲ့လုပ်ငန်းကိုလုပ်ခိုင်းနေတဲ့သူတွေလည်းရှိပါတယ်အထူးသဖြင့်ကတော့ပေါ့နော်ကျမတို့ကြော်ညာမလုပ်တတ်ဘူးအဲ့ဒါဆိုလို့ရှိရင်လည်းပဲဒီကျမတို့ရပေါ့နော် community တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီ franchise ပေါ့နော်ယူထားတဲ့နော်ဒီ company တွေလုပ်ငန်းတွေဘက်ကလည်းပြီးတော့ကျမတို့အသုံးပြုလို့ရမယ် network တစ်ခုတိစောက်ပေးထားတဲ့ system တစ်ခုတိစောက်ပေးထားတဲ့ trainee တွေ to stay တော့မခတိအတွက်ပေါ့နော်လိုအပ်တဲ့အရာတွေအားလုံးကိုတိစောက်ပေးထားတာဖြစ်တယ်ပေါ့နော်ထောက်ပံ့ပေးထားတာဖြစ်တယ်ဒါရင်လားဆိုတော့မဟုတ်ဘူးပေါ့နော်ကျမတို့အတွက်အမြဲတမ်းလိုအပ်တဲ့အကူအညီတွေကိုရအောင်ပေးနိုင်ဖို့ရအတွက် community တစ်ခုပေါ့နော်တကယ်ကို business community supported community အဲ့တော့မြန်မာ community ပြီးလို့ရှိရင်လည်းပဲ global community ပေါ့နော်ဒီဟာတွေအထီအောင်ထောက်ပံ့ပေးထားတာဖြစ်တယ်ပြီးရင် mentoring နဲ့ coaching ပေါ့နော်ကျမတို့လောက်ခိုင်းနေရဲ့နဲ့ကျမတို့ဘယ်လိုပြောမလဲလမ်းပြောက်သွားတာပဲဖြစ်ပေါ့နော်နည်းနည်းအခက်အခဲပေါ့နော်ဘာသာစကားအခက်အခဲပဲဖြစ်နည်းပညာအခက်အခဲပဲဖြစ်ပေါ့နော်ကြုံတွေ့တဲ့အချိန်မှာမလောက်တတ်တော့ဘူးဆိုတဲ့အချိန်မှာကျမတို့ကအမြဲတမ်းကိုညီပေးနေမဲ့ပေါ့နော်ထောက်ပံ့ပေးနေတဲ့လက်ပြပေးနေတဲ့เนาะ community ဆိုတာကရှိပါတယ်ပြီးရင်လည်းပဲပေါ့နော်ကျမတို့အတွက်ဒါအပတ်စဉ်အပတ်တိုင်းမှာပေါ့နော်mastermind ဆိုတာလည်းရှိတယ်ဒီက mastermind တွေဆိုလို့ရှိရင်ကျမတို့မှာဘာတွေလုပ်ရလဲ best strategy ကိုသုံးလို့ရှိရင်တော့ကိုယ့်ရဲ့ပေါ့နော် business ကိုကိုပြီးခါကြမှာပေါ့နော်ချဲ့ထွင်နိုင်မယ်စသဖြင့်ဒါတွေကိုအားလုံးပေါ့နော်မျှဝေပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်လို့ဘာ experience မှမရှိတဲ့အတွက်ကျမတို့လုပ်ငန်းကိုလုပ်ခိုင်းနိုင်တယ်ဘယ်လိုမျိုးပေါ့နော်ဘွဲဒီကလေးမရဘူးဆိုလို့ရှိရင်လည်းပဲဒီလုပ်ငန်းကိုလုပ်ခိုင်းနိုင်တာဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကတော့ပေါ့နော်ကျမရဲ့ digital business လုပ်ငန်းဆိုတာကဘယ်လိုမျိုးလုပ်ငန်းမျိုးလဲဗာဒီလုပ်ခိုင်းရတာလဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီးခါကြမှာဒီမှာကလာပြီးတော့မျှဝေပေးတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျမရဲ့စီးပွားရေးလုပ်ငန်းကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ပေါ့နော်ကျမရဲ့ website မှာအမည်နဲ့ email ကိုထည့်ပြီးခါကြမှာအခမဲ့လေ့လာချက်နဲ့အစားတင်နိုင်ပါတယ်အဲ့တော့ပေါ့နော်ဘယ်ကလဲစပြီးလေ့လာရမယ်ဒီဘယ်လိုလုပ်ရမလဲမသိဘူးဆိုလို့ရှိရင်လည်းကျမရဲ့ messenger မှာပေါ့နော်အချိန်မရွေးလာရမြင်မြန်လို့ရပါတယ်လို့ဟုတ်ကဲ့ပါကျမကလည်းပြီးတော့ပေါ့နော်အမြဲတမ်းနှွေးထွေးစွာဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီကနေ့နေ့လေးဖြစ်ပါရှင်